ဒီတန်က heal ဖြစ်ဖို့အချိန်နဲ့ထပ်လို့အောင်မယ်ထင်တယ်။ဒီပါငါခုနက heal လို့သုံးလိုက်တာမှန်ရဲ့လား။ဒါမှမဟုတ် cure လို့ပြောရမှာများလား။ရှုပ်သွားပြီမလား။လာမဒီနဲ့အတူ fix ကြအောင် Welcome to Maddie's English Fix တကယ်တော့မဒီရဲ့တန်ရာက heal လို့သုံးရမှာပါ။ဘာလို့လဲဆိုတော့ heal ဆိုတာကခန္ဓာကိုယ်မှာရတဲ့တန်ရာတွေဒါမှမဟုတ်စိတ်တန်ရာဖြစ်တဲ့ emotional wounds တွေကအချိန်ယူပြီးသဘာဝအတိုင်းပြန်ကောင်းလာတာကိုပြောတာမို့လို့ပါ။ For example, this wound will heal soon. ဒီတန်ရာကမကြခင်ပြန်ကောင်းသွားမှာပါ။ Cure ကကြတော့တစ်မျိုးနော်။သူကကြတော့ယောဂတစ်ခုခု disease ကိုဆေးဝါးတွေကုသမှုတွေနဲ့အမြင့်ပြတ်အောင်လုပ်တာကိုပြောတာ For example, antibiotics can cure infection. ပိုးသက်ဆေးတွေကယောဂပိုးဝင်တာကိုပျောက်ကင်းစေနိုင်တယ်ဆိုပြီးသုံးလို့ရပါတယ်မှတ်လွယ်အောင်တစ်ခုနဲ့ပြောရရင်တန်ရာ wound ဆိုရင် heal ယောဂ disease ဆိုရင် cure ဒါပဲလေလွယ်လွယ်လေးကဲအခုလောက်ဆိုလို့ရှိရင်တော့ကောက်ကက်ပြပြသိသွားပြီလို့မျှော်လင့်ပါတယ်ဆိုတော့ကမိခွန်းတစ်ခုမေးမယ်ကင်ဆာယောဂါကိုအမြင့်ပြတ်ကုသဖို့ဆေးဝါးလို့ပြောချင်ရင် a medicine to heal cancer လား a medicine to cure cancer လားတည့်ရသူပြောပြကြအောင်နော် See ya in the next vid bye bye